လုံးပဲမင်္ဂလာပါဘန်ကောက်ကနေမြောက်ပိုင်းနင်းစီလိုတင်စားခေါ်ကြတဲ့ချင်းမိုင်မြို့လေးကိုသွားမှာဖြစ်ပါတယ်ဒီခီးစဉ်လေးမှာတော့အိတ်စင်ပါတဲ့ယထာလေးနဲ့သွားမှာဖြစ်တဲ့အတွက်ယထာစီးရတဲ့အတွေ့အကြုံခန်းစားချက်လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အခုယထာစီးဖို့ဘန်ဆိုးစတေရှင်ကိုရောက်နေပါပြီဘူတာရဲရောက်ချင်းစီးရမယ်ယထာဂိတ်လေးကိုမှတ်မှာရှာပါတယ်စီးရမယ်ယထာဂိတ်လေးကတော့ဂိတ်ပီမှာပါအခုဂိတ်ပီစီကိုသွားပါတော့မယ်ယထာဘူတာအတွင်းထဲမှာတော့မိုးစားလို့ရတဲ့ 7-Eleven ကဆက်လေးတွေရှိသလိုအခြားမုတ်ဆိုင်တွေလည်းအများအပြားရှိပါတယ်ဂိတ်ပီကိုလည်းရောက်ပြီးယထာလဲစိုက်ပြီးဆိုတော့ယထာစီးကိုသွားပါတော့မယ်အခုမြင်နေရတာတော့အိတ်စင်ပါတဲ့ယထာတွေလေးကိုယထာရဲ့အပြင်ကနေမြင်နေရတာဖြစ်ပါတယ်ဒီယထာပေါ်မှာတော့ယထာပေါ်မှာမှားစားလို့ရတဲ့စားသောက်ဆိုင်လေးလည်းပါပါတယ်အဲ့ဒီမှာအစားစုစုံလေးလေးနဲ့တန်တန်ရှင်းရှင်းရောင်းတာကိုလည်းတွေ့ရပါတယ်ချစ်ချေကယထာပေါ်ရောက်တာနဲ့အခြားတွဲလေးတွေကိုလိုက်ကြည့်ပါတယ်ယထာတွဲတစ်ခုနဲ့တစ်ခုတော့ဒီလိုတကားလေးတွေထားပေးပါတယ်ယထာတွဲရဲ့နောက်ဆုံးနေရာလေးနားမှာအခုလိုမျိုးဒီမျက်နှာသေးသွားတိုက်လို့ရတဲ့ဘေးစင်လေးတွေလည်းထားပေးတယ်ဒီဘေးစင်လေးတွေရဲ့ဘေးမှာယောက်ျားလေးတွဲမိန်းကလေးသက်ခွဲပြီးတော့တွိုင်းလက်လေးတစ်ခုစီလည်းထားပါတယ်ရင်နွေးတွေပါတယ်လေဒီမှာထားပြီးရပေါ့နော်အခုဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ထွဲကိုပြန်ရောက်ပါပြီယထာတွက်ကန်ကြီးဆိုတော့အမတ်တရဓာတ်ပုံလေးတွေရိုက်တယ်မုံလေးတွေစားပါတယ်အခုဆိုလို့ရှိရင်ရာကောက်ယထာကြီးပျော်စီးပြီးတော့ချင်းမိုင်ကိုသွားပါတော့မယ်ယထာကတော့စားထွက်နေပါပြီခဏနေကြရင်တော့မိယထာဝန်ထမ်းလေးကအိယာတွေလာခင်းပေးမှာပါနဘတ်အိတ်ခင်နေပြီဆိုတော့ယထာဝန်ထမ်းလေးကဒါအိယာတွေလာခင်းပေးရပါတော့တရွဲလုံးသူလိုက်ခင်ပေးရတယ်ဘယ်လောက်မှမကြောက်သူတို့အလုပ်လုပ်တာအရင်မြန်မြန်ဆန်ဆန်နဲ့အသက်ရလေးရှိတယ်ပြီးရထားတွဲရလဲအရင်အသက်ရှင်တယ်အဲကွန်ကလည်းအေးစိမ်ပြီးတော့တုံးတဲ့အတုံးဆောင်နေရလဲတသက်ရလေးတုံးပေးထားတာဆိုတော့လေရထားစီးရတာလေးစိတ်တန့်ပြီးတော့ပျော်စရာတကယ်ကောင်းပါတယ်ကိုအိတ်စင်ရဲ့လိုက်ကာလေးတွေကိုကိုဆွဲပြီးတော့ဒါကတော့အစီအကြီးအကုန်လုံးအိတ်ကုန်ကြပြီပေါ့နော်ဒီလာယထာပေါ်မှာတက်ရနာပဲအမိုင်လေးတစ်စားတော့မရှိပါဘူးနောက်စက္ကန့်အနည်းငယ်တွင်မှာချင်းမိုင်ယထာဘူတာမှာယထာစိုက်ပါတော့မယ်ချင်းမိုင်ယထာဘူတာကိုရောက်ပါပြီကာသမကိုလာကြိုခိုင်းတာဖြစ်တဲ့အတွက်အခုကာသမရှိတဲ့ဘူတာတွေကိုသွားနေကြပါတယ်မနက်အစောပိုင်းစိုက်တာဖြစ်တဲ့အတွက်ဟိုတယ်ကိုအရင်သွားပါမယ်ဟိုတယ်မှာတော့ check in ဝင်မယ်ရေမိုးချိုးဝယ်စားလဲပြီးတော့မှဒီနေ့ချင်းမိုင်မျိုးကိုရှောင်နေပါမယ်ချင်းမိုင်ကိုရောက်ချင်ပါပဲချင်းမိုင်မိုးလေးရကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒီချင်းမိုင်ရဲ့နာမည်အကြီးဆုံးနဲ့တစ်ခုဖြစ်တဲ့မွန်ချမ်းကိုသွားပါမယ်ဒီမွန်ချမ်းသွားတဲ့လမ်းမှာတော့ Land of Angel Waterfall Park ဆိုတဲ့ coffee ဆိုင်လေးကိုဝင်ကြည့်မှာဖြစ်ပါတယ်ကြည့်ရှုပေးကြပါအောင်ရှင်ဒီပန်းချန်တွေကိုဝယ်မယ်ဆိုလို့ရှိရင်ဝင်ကြီးကတယောက်ကိုဘတ်80ကျမှာဖြစ်ပါတယ်ဒီပန်းချန်လေးတွေကိုရောက်သွားတာနဲ့မြူတွေအုပ်ဆိုင်နေတဲ့တောနက်ချီတွေကိုရောက်သွားတဲ့ Snow White မင်းသမီးလေးတို့ခံစားရပါတယ်
လာလေတဲ့ဧည့်သည်တွေအနားယူအပန်းဖြေလို့ရအောင် tree house လေးတွေအများကြီးစောင့်ထားတာလည်းတွေ့ရပါတယ်။ ဒီနေရာလေးကတော့မွန်ချမ်းသွားတဲ့လမ်းမှာနေ့လည်သာစားမဲနေရာလေးဖြစ်ပါတယ်ဒီနေရာလေးကလည်းရေတကွန်စီးကြတန်လေးတွေနဲ့အရန်အေးချမ်းလေးရှိတယ်ဆိုင်နာမည်လေးကတော့ River Road လို့ခေါ်ပါတယ်နေ့လည်သာစားပြီးရင်တော့မွန်ချမ်းကိုဆက်သွားပါမယ်အခုဆိုလို့ရှိရင်တော့မွန်ချမ်းကိုရောက်ပါပြီချဲတို့စီးလာတဲ့ကားကိုဒီမှာကားပါကင်ထိုးတာပါတယ်ဒီကားရနာတဲ့ဝင်းထဲမှာတော့နှင်းစီပန်းမျိုးပင်လေးရောင်းတာပေါ့နော်အကြောင်စုံလေးတွေပဲတအားလဲလှပြီးတော့တော်တော်လေးကြည့်ရကောင်းပါတယ်ပြီးအသီးလေးလည်းအသီးနံလေးလည်းရောင်းတယ်ဒီထောပတ်သီးတို့အမှအစုံပဲပေါ့နော်ကိုမမြင်ဘူးတဲ့အသီးတော့ပါတယ်အသီးရလည်းတော်တော်လေးကိုလက်ဆက်လေးတွေပါတောင်ပေါ်ကိုနှင်းစီပန်းသွားကြည့်ဖို့အတွက်ကိုတောင်တက်ကားနဲ့တက်ရမှာဖြစ်ပါတယ်အခုတောင်တက်ကားပေါ်တက်နေကြတာဖြစ်ပါတယ်တောင်တက်ကားကတော့တစ်ယောက်ကို130ပါ
တောင်တက်ကားစီးဖို့စတင်ပြီးတော့ပြင်ဆင်နေကြပါပြီတောင်တက်ကားစီးရဲ့မျက်နှာလေးတွေကချစ်စရာရန်ကောင်းနေကြပါတယ်တောင်တက်ကားစီးပြီးတော့နှင်းစီပန်းကြည့်ဖို့သွားပါတော့မယ်နှင်းစီပန်းလေးနဲ့တပုံလှလှလေးလေးရိုက်ပါမယ်ဒါကတော့သူတို့ရဲ့ရွာအဝင်လန်းလေးပါပုံမှန်ဆိုရင်သူတို့ရဲ့နှင်းစီပန်းကအမြဲတမ်းကြည့်လို့မရဘူးပေါ့နော်သူတို့ကရောင်းမှုအတွက်စိုက်တဲ့လာရဲ့ကြည့်ဖို့အတွက်စိုက်တဲ့လာရဲ့ချီရပေါ့နော်အခုချေချေတို့သွားတဲ့လာကြတော့လာကြည့်ဖို့အတွက်စိုက်ထားတာဖြစ်တဲ့အတွက်နှင်းစီပန်းတွေသွားကြည့်လို့ရခဲ့ပါတယ်ဒီဘေးမှာစိုက်ထားတဲ့နှင်းစီပန်းလေးတွေကတော့သူတို့ဒါရောင်းမှုအတွက်စိုက်ထားတဲ့ပန်းလေးတွေဆိုတော့ပန်းလေးတွေကတော့ပို့ပြီးတော့လှပါတယ်ဒါကတော့ပြန်ဆင်းသွားကြတာပေါ့နော်တောင်ပေါ်ကနေပြန်ဆင်းသွားတဲ့အဖွဲကိုရိုက်ထားတာပါသူကဒီပေါ်ကိုတောင်တက်ကားစီးဖို့နဲ့ဒီပန်းစံတွေကိုဝင်ဖို့အတွက်ဆိုရင်တယောက်ကိုဘတ်130ကျပါတယ်အခုချေချေတို့ဖွဲရတော့ဒီနေ့စီချန်နယ်ကိုဝင်ပါတော့မယ်နေ့စီပန်းလူဝင်လေးတွေကလေတချို့တွေအပွင့်လေးတွေကတော့တိတ်မလှတော့ဘူးနော်ဒါပေမဲ့တချို့အပွင့်တွေကတော့တော်တော်လှသေးတယ်အဲ့မှာဆိုလေဒီလိုမျိုးဓာတ်ပုံအလှဓာတ်ပုံလာရိုက်တဲ့လူတွေအများကြီးပဲတချို့ပွင့်နေရတော်တော်လေးလှသေးတယ်ဒီမှာသူတို့ဒါအလှဓာတ်ပုံတွေရိုက်နေရပါတော့တော်တော်လှပါတယ်ပန်းငင်းကြီးကလေဒါလေးကတော့မင်းသမီးတစ်ဖြတ်ပေါ့နော်ရှူတင်ဝင်တာပါပဲပေးနေတဲ့ရှူတင်လေးဝင်တာပါနှင်းစီပန်းတွေနဲ့ဓာတ်ပုံရိုက်ပေးပြီးဆိုတော့အခုတောင်အောက်ကိုပြန်ဆင်းပါတော့မယ်တော့မိုးရဲလေထဲမှာနောက်တနေရာကိုသွားကြတာပေါ့နော်မိုးတွေကလည်းအရန်ရွာတယ်ပြီးတော့ချေချေတို့ကမွန်ချမ်းမှာမအိတ်တာဖြစ်တဲ့အတွက်ချေချေတို့ကပြန်သွားရမှာဆိုတော့ဒီမှာဒီမွန်ချမ်းမှာတော့နေရာအများကြီးကိုတော့ချေတို့မရောက်ခဲ့ဘူးပေါ့နော်တကယ်တော့ဒီနေရာလေးကကော်ဖီတောက်ရင်လည်းဖြိုးကြည့်လို့ရတဲ့နေရာလေးပါပြီးရင်6လပန်းမင်းလေးတွေနဲ့လည်းအလှတက်ပုံလေးတွေရိုက်လို့ရပါတယ်အခုမိုးရွာနေတော့ဖြိုးလဲကြည့်လို့မရခဲ့ဘူး6လပန်းမိတ်လေးနဲ့လည်းလာတဲ့ပုံလေးရိုက်လို့မရခဲ့ပါဘူးဒီကကော်ဖီကတော့အရင်တောက်လို့ကောင်းပါတယ်။ကျမ်းမာအိမ်မယ်ဆိုရင်တော့ဒီလိုမျိုးတိမ်နေအောက်မှာအိပ်ရတဲ့ခဏချက်မျိုးနဲ့ဖြိုးလက်လာလေးနဲ့အိပ်ရမှာဖြစ်ပါတယ်။ကျေတို့ကအခုဆိုရင်ဒီမွန်ချမ်းနေပြီးတော့ချင်းမိုင်မျိုးတွေတယောက်ပြီပေါ့နော်။ညာမိုးချွတ်တာဖြစ်တဲ့အတွက်ညာစည်းကိုရှောက်ပြီးပတ်ကြည့်ပါတယ်။ညာစည်းကိုပတ်ကြည့်တဲ့ပုံလေးတွေနဲ့ကြည့်ရှုပေးကြပါအောင်ရှင့်။တနေ့လုံးရှောက်ပတ်ရတာမောလာပြီဖြစ်တဲ့အတွက်အခုညာစည်းမှာဒီညာစည်းကမုတ်စည်းတန်းမှာမုတ်စားပြီးလို့ရှိရင်ဟိုတယ်ပြန်ပြီးတော့အနားယူပါတော့မယ်ဒုတိယနေ့မနက်မှာတော့ဟိုတယ်မှာ breakfast စားပြီးရနဲ့ကားစရာလာကြုံမှာကိုဒီတာဖဲခိတ်နာမှာတပုံရရင်နဲ့စောင်းလိုက်ပါတယ်ဒီနေ့ဒုတိယနေ့မှာတော့ဒီတပည့်ပန်းဖျားလို့လူခေါ်များကြတာပေါ့နော်တကယ်တကူကြီးစူတောင်းပြဖျားကိုတောင်းမှဖြစ်ပါတယ်ဒီသွားတဲ့လမ်းမှာတော့စပယ်ပန်းတွေဝယ်သွားလို့ရတယ်ပေါ့နော်အခုစပယ်ပန်းဖျားကိုရောက်ပါပြီစပယ်ပန်းဖျားရဲ့ရင်မြင့်တော်ကိုတော့ရောက်နေပြီစပယ်ပန်းဖျားကိုဖူဖို့စပယ်ပန်းလူဖို့အတွက်ဆိုရင်တော့ဟိုအတွင်းထဲကိုနည်းနည်းဝင်သွားရပါသေးတယ်ဒီရင်မြင့်ပေါ်မှာဆိုရင်ဒီတဲထားတဲ့ဖျားရုပ်ထုတွေကလည်းတက်ပယ်စွာမြင်တွေ့ရမှာဖြစ်ပါတယ်
ူတောင်းပြေးစပယ်ပန်းဖျားနာကိုရောက်ပါပြီဒီမှာလေးစပယ်ပန်းတွေကလည်းလှူထားတာအများကြီးဖြစ်ပြီးတော့ဒီစပယ်ပန်းလှူပြီးတော့လာဆူတောင်းကြတဲ့လူတွေကလည်းအရင်များပါတယ်ဒီဖျားကတော့သူကပေါ့နော်စပယ်ပန်းလှူပြီးတော့ဆူတောင်းတဲ့ဂျာမှာဆူတောင်းပြေးရဆိုပြီးတော့အရင်နာမည်ကြီးပါတယ်ဖျားမှာဆူတောင်းပြီးတဲ့အခါကျတော့တိုက်ခန်ပန်နိုရာမာဖြူပွိုင်မှာသွားပြီးတော့ဖြူပွိုင်ကြည့်မယ်ပြီးတော့ဓာတ်ပုံလေးတွေရိုက်ကြပါမယ်ဒီမောင်းတွေကိုပေါ့နော်ဒီလိုမျိုးပုတ်ပြီးတော့ဆူတောင်းရင်လဲဆူတောင်းလဲပြည့်တယ်ငယ်လို့အတန်ထွက်လာလို့ရှင်သူအတန်ထွက်လို့ရှင်တော့ဒါသူကရှေ့ဘဝဒါပဋ္ဌာန်းဇက်တို့ပါလို့ရှေ့ရလို့တော့ပြောရပေါ့နော်ခုစပယ်ပန်းဖျားဖူးပြီးပါပြီဆိုတော့နောက်တနေရာကိုသွားပါမယ်နောက်တနေရာကကြတော့နောက်ဗီဒီယိုတစ်ပုဒ်နဲ့လာပါမယ်ဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်ရှင်